ဒါတော့ content ကနောက်မှဖတ်လိုက်တော့เนาะပြောမှာ intro ပြောမယ်နောက် passivation layer เนาะတန်ချောင်းကို passivation layer ဘယ်လိုကာကွယ်ထားတယ်လဲပြီးတော့အဲ့ passivation layer ကိုပျက်စီးစေတာ carbonation နဲ့ chloride เนาะဒီနှစ်ခုနောက်ပြီးတော့ဒီ repair လုပ်တဲ့အချိန်မှာနောက် repair လုပ်တဲ့ method တွေနောက်ပြီးတော့ advance ပေါ့เนาะ advance တစ်ခုကတော့ incipient anode effect သို့မဟုတ် halo effect လို့ခေါ်တာအတိလူတိနေတယ်ပေါ့เนาะအဲ့ဒီဟာကြောင့်ပြင်ပြီးရင်3-4နှစ်အတွင်းမှာလည်းတစ်ခါပြန်ပြတ်တယ်ပေါ့ဒါလေးတွေဖြစ်မှာเนาะအဲ့ဒါလေးကိုကျွန်တော် brief ပြောသွားပြပါမယ်အဲ့တော့ introduction ကပထမအောင်ဆုံးเนาะကျွန်တော်ဒါကတော့ထုံးစံနဲ့ပေါ့အများဆုံးတွေ့ရတဲ့ပုံပေါ့เนาะဓာတ်ပုံလေးအဲ့တော့ကျွန်တော်တို့ဒီ BSE ရဲ့15049မှာเนาะဒီ concrete ဒီပစ္စည်းယူနေတဲ့အကြောင်းအများကြီးပဲဘယ်ဘက်ချမ်းမှာကျွန်တော် shade လုပ်ထားတယ် shade လုပ်ထားတာ concrete ကိုယ်တိုင်ပစ္စည်းတွေဟာเนาะအဓိက main branch နှစ်ခုပေါ့ကျွန်တော် concrete အဆောက်အဦတွေပစ္စည်းတာ concrete ကိုပစ္စည်းစေတာလားသို့မဟုတ်တန်ချောင်းတန်ကြီးတက်လို့ပစ္စည်းတာလားနှစ်ခုပေါ့ main branch ကနှစ်ခုရှိတယ်တစ်ခုကတခြား attack တွေဒီ concrete သားကိုပစ္စည်းစေတာနောက်တစ်ခုကတော့ reinforcement ကစပစ္စည်းပြီးတော့တန်ကြီးတက်တာပေါ့ reinforcement ကတော့ဟိုဒါ structure မဟုတ်ဘူးเนาะ structure ဘိုင်းဆိုင်ရာမဆိုင်ဘူး structure ဘိုင်းဒီ overload တော့ stress တို့ပါလည်းမဆိုင်နေနဲ့သူ့အတူဖြစ်တဲ့ဟာအဲ့တော့တန်ချောင်းတွေတန်ကြီးတက်ပြီးတော့မှနောက်ဆက်တွဲဖြစ်တာလားအဲ့တော့ဒီနေ့ပြောမယ့်ဟာကညာဘက်ချမ်းကနော်တန်ချောင်းတွေတန်ကြီးတက်တဲ့အကြောင်းရင်းကိုကျွန်တော်ပြောသွားပါမယ်တန်ချောင်းတွေတန်ကြီးတက်တဲ့အကြောင်းရင်းကစောစောလည်းပြောလို့ယူလို့ carbonation ကြောင့်ရှိတယ် corrosive contaminant ဆိုတာကတော့ဒီ chloride ပေါ့နော် chloride ကဘယ်ထဲကပါလဲဆိုတော့ concrete ဖြော်တဲ့အထဲမှာစပါနိုင်တယ်တဲကြောက်ထဲကြီးထဲမှာပါနိုင်တယ်နောက်တစ်ခုကရေကိုယ်တိုင်ကပါလာတယ်အဲ့ဒါအထည်ဖြော်တဲ့အချိန်မှာပါတာပေါ့နော်ဖြော်ပြီးတဲ့အချိန်စောက်ပြီးတဲ့အချိန်မှာပါလာတာတော့ external environment ပေါ့နော် sea water နော်ဒါလူတိုင်းသိပါတယ်ပင်လယ်ရေနဲ့ထိရင်တန်ကြီးတက်တယ်တည်နိုင်တယ်နောက် road salt ပေါ့နော်ဒါကတော့ကျွန်တော်တို့စီမှာတော့ရှားတာပေါ့အေးပိုင်းဒီမှာတော့သူကရေခဲတွေခဲတဲ့အချိန်မှာဒီရေခဲတွေနှင်းခဲတွေဖယ်ဖို့အတွက်သူကရေခဲပျော်တဲ့စားတွေလမ်းပေါ်မှာပုံပြီးတော့မှဖယ်တော့အဲ့ဒီစားတွေအထဲဝင်တာပေါ့နော်နောက်တခြားရှိတယ်အဲ့ထက်မှာဒီထဲမှာတော့မပါဘူးလူတည်နေတဲ့ဟာကဘာလဲဆိုတော့ပင်လယ်လေထဲမှာပါလာတဲ့စားငွေပေါ့နော်ပင်လယ်လေထဲမှာစားငွေပါလာအဲ့စားငွေကဒီမှတ်တမ်းတွေအရဆိုကျွန်တော်ဘယ်လောက်ထိရှိလဲဆိုတော့ပင်လယ်ကနေ2ကီလိုမီတာကွာတဲ့အထိကိုအဲ့ဒီဟာအနည်းဆုံးပေါ့2ကီလိုမီတာတော့တေချာပေါက်တော့ဝင်2ကီလိုမီတာကျော်တဲ့အထိတောင်ဒီစားငွေကပါလာတယ်လို့ပြောတယ်เนาะအဲ့စားငွေကြောင့်လေ chloride တက်ကဖြစ်နိုင်เนาะဒါလေးတွေပြောမယ်အဲ့တော့ဘာလို့ဒီ chloride နဲ့ carbonation ကိုကျွန်တော်တို့ပြောတယ်လဲဆိုတော့အဓိကစောစောအများစုတက်နာလဲဟိုမှာ intro မှာပြောသွားတယ်ဒီ concrete ဆောက်အဦတွေပျက်စီးခြင်းရဲ့အကြောင်းရင်းတွေမှာ80ကနေ90ရာခိုင်နှုန်းလောက်ထိပဲဒီအဟွာကြောင့်တန်ကြီးတက်တဲ့ကိစ္စတွေတော့ဖြစ်တယ်เนาะနောက်ပြီးတော့အဲ့ဒီတန်ကြီးတက်တဲ့ထဲမှာအဓိကက chloride နဲ့ carbonate ပေါ့เนาะအဲ့တော့ဒါကကုန်ကြစိတ်ကုန်နဲ့ပြင်ဆင်တဲ့စရိတ်တွေပေါ်ထားပါတော့ဒါဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ဒီမှာ steel corrosion ကကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ steel corrosion က 90% เนาะကျန်တဲ့ 5% က AAR alkali aggregate reaction ပေါ့เนาะ 4% ကတော့ frost ကျွန်တော်တို့ဘူပိုင်းနေမှာတော့ဒါမရှိဘူး 1% ကတော့တခြားအကြောင်းလာတယ်ပေါ့ဒါတော့ပျက်စီးတဲ့အကြောင်းရင်းเนาะအဲ့ဒီမှာကြည့်လိုက်ရင်ကျွန်တော်တို့သိလာတာကတန်ကြီးတဲ့ချိန်ဟာအဓိကအကြောင်းရင်းဆိုပေါ်လွင်ပါတယ်အဲ့တော့ repair လုပ်တဲ့ကိစ္စတွေเนาะ repair တော့လုပ်လိုက်တယ်ထုံးစံနဲ့တန်ကြီးတက်တယ်မျက်နှာချက်ကွာကြတယ်တိုင်နေပွဲတယ်ပလာစတာနဲ့ပြန်ပြင်လိုက်တယ်ပိုလီမာတွေသုံးလိုက်တယ်လို့မျိုး epoxy တွေနဲ့သုံးလိုက်တယ်ခဏတော့ဟုတ်သွားတယ်ဒါပေမဲ့သူတို့ဒီမှတ်တမ်းတွေကျွန်တော်တို့ပြန်ရှာကြည့်တဲ့အချိန်မှာပြင်လိုက်တာရဲ့90ရာခိုင်နှုန်းကျော်ယုံလောက်ပဲ51 52ရာခိုင်နှုန်းလောက်ကပဲသူတို့ကဟိုကျင်းနေဖွယ်ရရတယ်ကျန်တဲ့ဟာဆို25ရာခိုင်နှုန်းလောက်က frame ဖြစ်တယ်ပြင်လိုက်ဘာကြောင့်လဲဆိုတော့ကျွန်တော်နောက်ဆုံးမှပြောနေ ACP ရဲ့ anode ဆိုတာကိုသတိမထားမိရင်ပြင်ပေမဲ့5နှစ်ကြာတာနဲ့သူပြန်ပြတ်တယ်ပြင်လိုက်ပြက်လိုက်ပြင်လိုက်ပြက်လိုက်เนาะဒါလေးကကျွန်တော်နောက်ပိုင်းမှာဆက်ပြောသွားမယ်ပြင်တဲ့အပိုင်း